မင်္ဂလာတို့ပရိတိယဒေသနာတော်မောကြမနာကြသည်မိတရားပန်းရှင်ဖြစ်တော်မူသည့်သုံးလောကထောထားရှင်တော်မြတ်ဖျားဤမင်္ဂလာအောင်တော်မူကုန်ဖျားရှိခိုးကာရဖြင့်မြတ်စွာဘုရားအားညီညာဖျားရှိခိုးပူဇော်ကြရအောင်ယောမာရသေနမာတနာမာတနာဝိဇယုတ်တောတိနာယပိနာမေညိထာသောနောတိတုဇယံစီနောအာဒနာဝိဇယုတ်တောငါးပါးမဟုတ်ယံတဘုံကိုဘုံကုံ60အောင်ချွန်းဖွင့်၍လွယ်လင့်တကူအောင်ပွဲယူအာနိဖြစ်ပေထသောယောဇိနောအောင်စေရာပိအောင်သိတိနှင့်ဘောရိညွရှင်အောင်ပန်လင်းဝဲငါးရင်မှန်ရောက်ရန်ခလုတ်ကိုဓမ္မောဟုတ်ရှောင်းတခင်ဘုံတော်ညွန့်အောင်လန်တင်၍အောင်ပလင်ကနေကရန်ရိပ်မှာအောင်ဘိသိက်သွန်းတော်မူကာနိဖြစ်တော်မူသောအရှင်မြတ်စွာဘုရားသည်အာတနံဗုဒ္ဓဟေနံပလင်ကံကိုအယံနေချေလူမဲ့လို့အတုမဲ့ပရမေအရှင်ဤပန်ဝဉ္ဉ္ထံတော်ဤသို့တုံထီချီတက်၍လာသောမာရာတိနံကဘာမြေပြင်ကောင်းကင်တဝိုက်ပဲ့တင်ရိုက်အောင်တိုက်ဖို့ရည်ရွယ်စစ်သည်တော်ပေါင်းသိန်းသောဘူချီမနမင်းရဲ့ရဲမဲ့တွေကိုတိနာယပိကြောက်စိတ်လန်းစိတ်အယိတ်မသိစံကြည်တဲ့ပင်မြဲတဲ့ပင်မျှတော်လေနာမင်ညိထာပါရမီဆက်ဘုံလက်နဲ့ကြောင်းစစ်မဲ့များစွာချီတက်လာလေအရာမရောက်မလောင်မလေးအေးမမှုရန်ညိုသူမနတသိန်းတို့ကိုခွင်းလုံးပိုင်းအခေါင်နင်းလိုမှုအောင်ချင်းကြီးအောင်တို့မူခဲ့လေပြီသောစီနောအောင်စေရာပြီအောင်သိတိနှင့်ဘောရိညွတ်ရှင်အောင်ပလင်းဝဲငါးရင်မှန်ရုပ်ရန်ခလုတ်ကိုဓမ္မောရှောင်းတခင်ဘုံတော်ညွတ်အောင်လန်တင်၍အောင်ပလင်ကနေကရန်ရိပ်မှအောင်ဘိသိက်သွန်းတော်မူသောထိုမြတ်စွာဘုရားသည်နောအမှားကံမအောင်သေးခင်အောင်ကြွေးတင်၍အောင်မြင်ရမျှောဘုရားတပည့်တော်တို့အားဇယံဘိဒန္တံသွေအန္တရာယ်အမောက်ရန်စုရန်ညောက်ဟုသမျှကိုဇယံအောင်ရအောင်ကြောင်းပြု၍အောင်စုမင်္ဂလာအောင်မြင်ခြင်းဖြာကိုတေတုပေဒနာတော်မူပါအရှင်မြတ်ကြည်ဖရာတေတုယနေ့ကစနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ဟိုနောက်နောင်ဝဲကုံရောင်ထွန်းတောက်တမူအောင်နိုင်တယောက်ထင်ပေါ်တောင်းလုံးကြော၍ဘုံဒီစာထောင်းရောင်မိကဲ့သို့မျက်စိစိမ်ပြောင်ညီတဲ့အောင်စုကြည်